ရင်ခုန်တာတော့အများကြီးရင်ခုန်တာပေါ့လေစိုးဝင်စိတ်လည်းဖြစ်မိပါတယ်ကျွန်တော်မိသားစုတွေမျောလင့်ထားတဲ့ပုံစံမျိုးနဲ့တိတ်ထပ်တူမကြမှာလဲစိုးရင်လည်းပေါ့လေကျွန်တော်ကတော့အကောင်းဆုံးကြိုးစားထားပါတယ်စောစောက father ပြောတယ်လို့ပဲချက်ချင်းတော့ကျွန်တော်တို့ဟိုလည်းသိနိုင်အောင်မလဲပေါ့လေကျွန်တော်တို့ဒီနောက်2ရက်လောက်နေရင်တော့ဒီအားလုံးကြည့်ပြီးကြတဲ့အပေါ်မှာကျွန်တော်တို့ပြင်ဆင်စရာဒီခေါင်းမှန်လေးတွေပို့ပြီးရမယ်လို့ကျွန်တော်မြင်ပါရိုက်တော့ကကြတော့ရိုက်နေရဇောနဲ့ဇက်ဘောသွားနေရတာနဲ့ကြည့်တော့ကြပေါ့ဒါပေမဲ့လို့အခုဆက်ပြီးသွားတဲ့ခါကျတော့မှမင်းကတော့ဒါရတယောက်နေနေပေါ့လေသူတယောက်ဆောင်မှန်းနေပတ်သက်လို့ရှိရင်သူကသူအားလုံးဆင်ပြေလေတယောက်ဆောင်ပိုင်းနေတယောက်ဆောင်လုပ်တဲ့ပိုင်းမှာလည်းသူကသူပေါ့လေအဆင်ပြေတယ်ကြိုးစားအားထုတ်မှုလည်းတွေ့ရတယ်သူဘာလဲဆိုတော့တချို့ခန်းနေမှာဆိုရင်အရေးကြီးတဲ့ခန်းနေမှာဆိုရင်အခုတော့ခုမှတေးရပြန်ကြည့်ခုမှတော့ကျတော့ဟိုရိုက်နေရတဲ့ဟာနဲ့ဟိုရိုက်နေဇောနေမှာနဲ့တော့သိမကြည့်ခုကြတော့မတေးရပြန်ကြည့်ရတဲ့အခါကျတော့သူလှုပ်တဲ့ကိုင်းတဲ့ဟာတွေကတော့အဆင်ပြေပါညက်တော့မစင်တော့လူလည်းတိုက်တော့တိုက်တော့လူဆိုတော့ဘယ်တော့ညက်ခဲ့တာအဲ့ဒါမညက်ခဲ့ကျွန်တော်ကသပင်အဲ့လိုနည်းနည်းရှိကိုကျွန်တော်ပူပြီးတော့သဘောကျရတဲ့မှာလည်းပါတယ်ပေါ့လေပြီးတော့အဲ့ကာလာကျွန်တော်ပွဲကနေကာလာလေးဖြစ်တယ်ပွဲကနေကာလာလေးဖြစ်တယ်အဲ့တော့ကျွန်တော် father ကို father ဒီတိုင်းအဆင်ပြေလားဖြေချင်မဖြေချင်တော့ဖြေလိုက်တာစိတ်ကြအေးရပါတယ်ရပါတယ်ဒါပေမဲ့စိတ်တိုင်းတော့မကြောက်ဘူးကိုကလည်းအဲ့လိုမျိုးဒီတစ်မျိုးဟိုဘဝမကြလို့ပြထိုက်တာကိုလောက်တဲ့သူဆိုအဲ့လိုဆိုအဲ့လိုရိုက်လိုက်တော့ဟာအဲ့လိုမပေါ့ဘူးသူကသူနည်းနည်းပါကောက်နိုင်ပိုင်းတော့ကောက်ကောက်တယ်ဒါနဲ့သူကောက်တယ်ဆိုတော့သူကောက်သူများတော့ကောက်တာမဟုတ်သူကောက်တာအဲ့လိုမျိုးတွေတဲတယ်ငါတော့သိတာဗောသူအဲ့ဒါချော့လိုက်ရသေးလားကိုတာချော့လို့မရဘူးချော့လို့မရဘူးချော့ပူဆိုးတယ်ချော့ပူဆိုးတယ်ချော့ရင်သူပူဆိုးအောင်မဟုတ်ပါဘူးသူ့ကိုသူစိတ်ကောက်နေတာသူ့ကိုသူကောက်တယ်သူများတော့ကောက်နေတာမဟုတ်သူ့ကိုသူကောက်အဲ့လိုမျိုးပေါ့တချို့ဟာတွေကြောက်ဘာပြောတော့အမှတ်တရပါပဲဒီဟာပြောတော့ခုနောက်ကားဆိုလဲတော့အစင်ပြပြဖြစ်လာပို့ပြီးတော့ကောင်းလာပေါ့လေသူရဲ့ကျိုးစောမှုပိုင်းကတော့အားရခြင်းတော့မရှိတယ်တချို့ကကြောင့်ရုပ်ရှင်အမြင်နဲ့ကြည့်မယ်ရုပ်ရှင်တေးဆောင်အနေနဲ့ကြည့်ရမှာရေးကြည့်တာလေအဲ့လိုမျိုးပေါ့ဇက်တပင်မှာသူ့ကိုချစ်တဲ့လူကဇမင်းသားနဲ့ချစ်တာတမျိုးဒီတေးဆောင်ပိုင်းမှာဒီချစ်တာဘယ်လိုကွာမလဲအဲ့လိုမျိုးပေါ့မတူဘူးလေအဲ့ဒါဟိုဆိုတော့ဒီ3ရက်လောက်နေသိရတော့ကျွန်တော်ညိုတေးရုပ်ရှင်ဇာတ်ကားကြီးကိုကျွန်တော်ဒီနေ့ကျွန်တော်စနစ်ကနေစပြီးတော့တနိုင်ငံလုံးမှာရုပ်တင်ပြသနေပြီဖြစ်ပါတယ်ကျွန်တော်ဘောရဲ့ပထမဦးဆုံးရုပ်ရှင်ကားလေးဖြစ်တယ်လို့ရုပ်ရှင်အတွက်ပထမဦးဆုံးကျွန်တော်တို့စိတ်ခုံမှုအစ်စ်ပေါ့လေတခုလည်းဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ချေရတဲ့မိသားစုများအားလုံးဇက်ပွဲကိုလာရတယ်လို့ရုပ်ရှင်ကိုလည်းကြောက်ရောက်ပြီးတော့ကျွန်တော်ဝေဖန်အကဲပြတ်ပြီးပါဦးပြီးတော့ရင်လည်းဝေဖန်ပြီးရင်လည်းကျွန်တော်အကြံပြုချက်လေးပေးကြပါဦးလို့ပြောချင်ပါတယ်ကျွန်တော်ဟိုဖာသာဦးစောနဲ့အတူကျွန်တော်ဒီညူတင်မှာပါဝင်ကြတဲ့ညူတင်teamကမိသားစုတွေအားလုံးကလည်းအကောင်းဆုံးကျွန်တော်တို့တွေစူးစမ်းထားကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အချစ်ပေါ်မှာမူတည်ပြီးတော့ရတ္တမျိုးစုံခန်းစားရမယ်ကားကောင်းလေးတစ်ကောင်ဒီကားကောင်းလေးတစ်ကောင်ဖြစ်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရှိရဲ့ interview တွေမှာပြောခဲ့သလိုပဲကျွန်တော်ရဲ့ဒီ acting ပိုင်းနေနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေအများကြီးရှိခဲ့ရင်တော့ကျွန်တော်ဒီကားကြီးနဲ့ပတ်သက်ပြီးတော့မိသားစုတွေအတွက် message လေးတစ်ခုပေးနိုင်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ကြွရောက်ပြီးတော့ကျွန်တော်ဒီအားလည်းရက်တွေမှာကြွရောက်ပြီးတော့အားပေးကြပါဦးလို့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရလားဟုတ်ကောဘာပဲမင်းသားအားရှိတော့တော့ဒါလည်းဒီကောင်အားရှိတော့1 2 3 Come on to the t-shirt. 1 2
ရင်ခုန်တာကတော့အများကြီးရင်ခုန်တာပေါ့လေစိုးဝင်စေးလည်းဖြစ်မိပါတယ်ကျွန်တော်မိသားစုတွေမျောလင့်ထားတဲ့ပုံစံမျိုးနဲ့တိတ်ထပ်တူမကြမှာလဲစိုးရင်နေပေါ့လေကျွန်တော်ကတော့အကောင်းဆုံးကြိုးစားထားပါတယ်စောစောက father ပြောတယ်လို့ပဲချက်ချင်းတော့ကျွန်တော်တို့ဟိုဘယ်သိနိုင်အောင်မလဲပေါ့လေကျွန်တော်တို့ဒီနောက်2ရက်လောက်နေရင်တော့ဒီအားလုံးကြည့်ပြီးကြတဲ့အပေါ်မှာကျွန်တော်တို့ပြင်ဆင်စရာဒီ comment လေးတွေပို့ပြီးရမယ်လို့ကျွန်တော်မြင်ပါရိုက်တော့ကကြတော့ရိုက်နေရဇောနဲ့ဇက်ပေါ်သွားနေရတာနဲ့ကြည့်တော့ကြပါတို့မဲ့လို့ခုဆက်ပြီးသွားတဲ့ခါကျတော့မှမင်းကဒါရိုက်တယောက်အနေနဲ့ပေါ့လေသူတယောက်ဆောင်ပိုင်းနဲ့ပတ်သက်လို့ရှိရင်သူကသူအားလုံးဆင်ပြီးလေတယောက်ဆောင်ပိုင်းနဲ့တယောက်ဆောင်လုပ်တဲ့ပိုင်းမှာလည်းသူကသူပေါ့လေအဆင်ပြေတယ်ကြိုးစားအားထုတ်မှုလည်းတွေ့ရတယ်သူဘာလဲဆိုတော့တချို့ခန်းနေမှာဆိုရင်အရေးကြီးတဲ့ခန်းနေမှာဆိုရင်အခုတော့ခုမှတေးရပြန်ကြည့်ဟိုမှာတော့ကျတော့ဟိုရိုက်နေရတဲ့ဟာနဲ့ဟိုရိုက်နေဇောနေပါနဲ့ဆိုတော့တေးမကြည့်ဘူးကြတော့မတေးရပြန်ကြည့်တဲ့အခါကျတော့သူလှုပ်တဲ့ကိုင်းတဲ့ဟာတွေဘုံတော့အဆင်ပြေပါညက်တော့မစင်တာလူနဲ့တိုက်တော့လူတော့ဘယ်တော့ညက်ခဲ့တာအဲ့ဒါမညက်ခဲ့ကျွန်တော်ကသပင်အဲ့လိုနည်းနည်းရှိကိုကျွန်တော်ပူပြီးတော့သဘောကျရတဲ့မှာလည်းပါတယ်ပေါ့လေပြီးတော့အဲ့ကာလာကျွန်တော်ပွဲကနေကာလာလေးဖြစ်တယ်ပွဲကနေကာလာလေးဖြစ်တယ်အဲ့တော့ကျွန်တော် father ကို father ဒီတိုင်းအဆင်ပြေလားဖြေချင်မဖြေချင်တော့ဖြေလိုက်တာစိတ်ကအေးရပါတယ်ရပါတယ်ဒါပေမဲ့စိတ်တိုင်းတော့မကြောက်ဘူးကိုကလည်းအဲ့လိုမျိုးဒီမျိုးဟိုဘဝမကြလည်းပြထိုက်တာကိုလောက်တဲ့သူဆိုတော့အဲ့လိုဆိုအဲ့လိုရဲလိုက်တော့အဲ့လိုမပေါ့ဘူးသူကသူညနေပါကောက်နိုင်ပိုင်းတော့ကောက်အကောက်တယ်ဒါနဲ့သူကသူကောက်တယ်ဆိုတော့သူကသူကောက်တာသူများတော့ကောက်တာမဟုတ်သူကသူကောက်တာအဲ့လိုမျိုးတွေတဲငါတော့သိတာပေါ့သူအဲ့ဒါချော့လိုက်ရသေးတာကိုတာချော့လို့မရဘူးချော့လို့မရဘူးချော့ပူဆိုးတယ်ချော့ရင်သူပူဆိုးအောင်မဟုတ်ပါဘူးသူကသူစိတ်ကောက်နေတာသူကသူကောက်တယ်သူများတော့ကောက်နေတာမဟုတ်သူကသူကောက်အဲ့လိုမျိုးပေါ့တချို့ဟာတွေကြောက်ဘာပြောတော့မတရားပါပဲဒီဟာပြောတော့ခုနောက်ကားဆိုလဲတော့အစဉ်ပြပြဖြစ်လာပို့ပြီးတော့ကောင်းလာပေါ့လေသူရဲ့ကျိုးစားမှုပိုင်းကတော့အားရခြင်းနဲ့မရှိတယ်တချို့ကကြောက်ရုပ်ရှင်အမြင်နဲ့ကြည့်မယ်ရုပ်ရှင်တေးဥဆောင်အနေနဲ့ကြည့်ရမှာအရေးကြီးတာလေအဲ့လိုမျိုးပေါ့ဇက်တပင်မှာသူ့ကိုချစ်တဲ့လူကဇမင်းသားနဲ့ချစ်တာတမျိုးဒီတေးဥဆောင်ပိုင်းမှာဒီချစ်တာဘယ်လိုကြွားမလဲအဲ့လိုမျိုးပေါ့မတူဘူးလေအဲ့ဒါကိုဦးစောတော့ဒီ3ရက်လောက်နေသိရတော့ကျွန်တော်ညိုတေးရုပ်ရှင်ဇာတ်ကားကြီးကိုကျွန်တော်ဒီနေ့ကျွန်တော်စနစ်ကနေစပြီးတော့တနိုင်ငံလုံးမှာရုပ်တင်ပြသနေပြီဖြစ်ပါတယ်ကျွန်တော်ဘောရဲ့ပထမဦးဆုံးရုပ်ရှင်ကားလေးဖြစ်တယ်လို့ရုပ်ရှင်အတွက်ပထမဦးဆုံးကျွန်တော်တို့စိတ်ခုံမှုအစ်စ်ပေါ့လေတခုလည်းဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ချစ်ရတဲ့မိသားစုများအားလုံးဇက်ပွဲကိုလာရတယ်လို့ရုပ်ရှင်ကိုလည်းကြွရောက်ပြီးတော့ကျွန်တော်ဝေဖန်အကဲပြတ်ပြီးပေါ့ပြီးတော့ရင်လည်းဝေဖန်ပြီးရင်လည်းကျွန်တော်အကြံပြုချက်လေးပေးကြပါဦးလို့ပြောချင်ပါတယ်ကျွန်တော်ဟိုဘာသာဥစောနဲ့အတူကျွန်တော်ဒီညူတင်မှာပါဝင်ကြတဲ့ညူတင်teamကမိသားစုတွေအားလုံးကလည်းအကောင်းဆုံးကျွန်တော်တို့တွေစူးစမ်းထားကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အချစ်ပေါ်မှာမူတည်ပြီးတော့ရတမျိုးစုံခန်းစားရမယ်ကားကောင်းလေးတစ်ကောင်ဒီကားကောင်းလေးတစ်ကောင်ဖြစ်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရှိတဲ့အင်တာဗျူးတွေမှာပြောခဲ့သလိုပဲကျွန်တော်ရဲ့ဒီအချင်းပိုင်းနေနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေအများကြီးရှိခဲ့ရင်တော့ကျွန်တော်ဒီကားကြီးနဲ့ပတ်သက်ပြီးတော့မိသားစုတွေအတွက် message လေးတစ်ခုပေးနိုင်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ကြွရောက်ပြီးတော့ကျွန်တော်ဒီအားလည်းရတင်မှာကြွရောက်ပြီးတော့အားပေးကြပါဦးလို့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်1 2 3ရလာဟုတ်ကောဘာပဲမင်းသားအားရှိတော့လို့ဒါလည်းဒီကောင်အားရှိတော့1 2 3